အားလုံးပဲမင်္ဂလာပါရှင်ဂျူဒီပါဗီဒီယိုလေးမလုပ်ပေးဖြစ်တာကြာပြီပေါ့နော်ဒီနေ့မှာတော့အင်္ဂလိပ်စာလေ့လာနေတဲ့မောင်နှမတွေအတွက်grammar သင်ခန်းစာတွေလေ့လာတဲ့အခါမှာဂျူတို့အတိတ်ကာလနဲ့ပတ်သက်ပြီးတော့အသုံးပြုလို့ရမယ့်သင်ခန်းစာ၅ခုကိုဂျူဒီကဒီဗီဒီယိုမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ် past tense နဲ့ပတ်သက်ပြီးတော့တကယ် main tense ကတော့၄ခုပဲရှိတယ် past simple past continuous past perfect past perfect continuous ပေါ့နော်၄မျိုးဒါပေမဲ့ဒီအခုပြောသွားမယ့်သင်ခန်းစာ၅ခုကကြတော့ဒီ main tense တွေကပထမနှစ်ခုပါမယ် past simple ရယ် past continuous ရယ်ပြီးတော့နောက်ထပ်အတိတ်ကာလနဲ့ပတ်သက်ပြီးတော့သုံးလို့ရတဲ့ grammar lesson ၃ခုအားလုံး၅ခုကိုပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ past simpleဒီ tense ကိုတော့ဘယ်ချိန်မှာသုံးလဲဆိုလို့ရှိရင် completed actions မှာသုံးတယ်လို့မှတ်လို့ရတယ်ဥပမာကျူဒီမနေ့ညကရုပ်ရှင်တစ်ခါကြည့်တယ် I watched a movie last night အဲ့ဒီမှာရိုး past simple verb to ကိုသုံးပါတယ် past tense ပေါ့နော်ဒုတိယတစ်ခုကတော့ past continuous ပါဒီ tense ကိုသုံးမယ်ဆိုရင်တော့ was were နဲ့ ing နဲ့ပါပေးရမယ်နှစ်ခုတည်းကတစ်ခုမပါဘူးဆိုလို့ရှိရင်တော့မှားတယ်ပေါ့သူကတော့ ongoing ဖြစ်နေတဲ့ action တွေကိုသုံးတာဥပမာမနေ့ကကျူရုပ်ရှင်ကြည့်နေတဲ့အချိန်မှာကျူတငယ်ချင်းကဖုန်းဆက်တယ်ဒါဆိုရင် I was watching a movie when my friend called yesterday ဒီလိုမျိုးလေးသုံးလို့ရတယ်အခုဒီ past continuous ကကြတော့ခုနက past simple နဲ့ပါကွာလဲဆိုရင် past simple က completed action မှာသုံးတယ်ဒါကကြတော့ ongoing action မှာသုံးတယ်တတိယတစ်ခုကတော့ used to plus verb 1တချို့တွေကတော့ base verb လို့သုံးတာပေါ့နော်ဒါပေမဲ့ကျူရတော့နားလည်ရလွယ်အောင်လို့ verb 1လို့ပဲသုံးလိုက်မယ်အဲ့တော့ဒီ used to ကကြတော့အတိတ်ကာလနဲ့ပတ်သက်ပြီးတော့သုံးတာပဲဒါပေမဲ့ဘယ်လိုအခြေအနေမှာသုံးလို့ရလဲဆိုလို့ရှိရင်ဟိုးရင်တုန်းကလှုပ်လေလှုပ်ထားရှိခဲ့တဲ့ actions တွေပေါ့နော်ဒါပေမဲ့အခုချိန်မှာလှုပ်လာဆိုရင်မလှုပ်တော့ဘူးဥပမာတွေကအခုအလုပ်ရမ်းရှုပ်နေတယ်ဒါပေမဲ့ဟိုးရင်တုန်းကကြတော့ကျူရုပ်ရှင်တွေအများကြီးကြည့်ခဲ့ဦးတယ်နေ့တိုင်းကြည့်တယ်ခဏခဏကြည့်တယ်ရုပ်ရှင်ကြည့်ဖို့အချိန်ရတယ်ဒါပေမဲ့အခုနောက်ပိုင်းအလုပ်ရှုပ်လာတယ်ရုပ်ရှင်မကြည့်ဖြစ်တော့ဘူးပေါ့ဆိုတော့ဟိုးတုန်းကတော့လုပ်တယ်အခုတော့မလုပ်ဖြစ်တော့ဘူးဒီလိုအခြေအနေမျိုးမှာသုံးလို့ရတယ်ဒါဆိုရင် I used to watch a lot of movies number 4 could ဒီ could ကကြတော့အနောက်က verb 1နဲ့ပဲတွဲပြီးတော့သုံးမယ်သူ့ကိုကကြတော့အတိတ်ကာလတုန်းကကိုလုံနိုင်ခဲ့တဲ့ ability နဲ့ပတ်သက်ပြီးတော့သုံးလို့ရမယ်ဥပမာဒီတကယ်ကြီးတယောက်ကအသက်6နှစ်ထဲကနေရှိကူးတက်တာဒါဆိုလို့ရှိရင်ကြွေအခုဒီမှာသုံးမယ် he could swim when he was 6ဒါဆိုရင်အခုကြွေ example sentence ကပေးသွား4ချောင်းရှိပြီနောက်ဆုံးတစ်ခုကတော့going to ဒါလေးကကြတော့ဒီလို past intention that didn't happen ကိုအရင်တုန်းကတော့လှုပ်ချင်ခဲ့တာရှိတယ်ဒါပေမဲ့မလှုပ်ဖြစ်ခဲ့တာပေါ့နော်ဥပမာကျွေမနေ့ကရေသွားကူးမလို့ပဲဒါပေမဲ့တငယ်ချင်းတယောက်ကအရေးကြီးကိစ္စရှိလို့သူနဲ့အပြင်သွားမယ်လိုက်ခဲ့ပါလို့ခေါ်တော့ရေသွားမကူးဖြစ်တော့ဘူး I was going to swim yesterday ကူးဖြစ်လားဆိုတော့မကူးဖြစ်ခဲ့ဘူးရေသွားကူးမလို့ပဲဒါပေမဲ့သွားဖြစ်လိုက်ဘူးပေါ့ဒါဆိုလို့ရှိရင်တော့အခုဒီဗီဒီယိုထဲမှာကျူကြီးကအတိတ်ကာလနဲ့ပတ်သက်ပြီးတော့သုံးလို့ရတဲ့သင်ခန်းစာ၅မျိုးပေါ့နော် sharing လုပ်ပေးသွားတာဖြစ်ပါတယ်အဲ့တော့တစ်ခုချင်းစီဒီသုံးရတဲ့နေရာတွေကအခြေအနေတွေလည်းမတူသလိုမျိုးသူ့ရဲ့ပုံစံတွေလည်းမတူဘူးဥပမာပထမဆုံးတစ်ခု past simple ဆိုလို့ရှိရင်ရိုးpast simple verb to ပဲသုံးသွားတယ်ဒါပေမဲ့ဒုတိယတစ်ခု past continuous မှာကြတော့was plus ing ပါတယ်တတိယတစ်ခုမှာကကြတော့ used to plus verb 1ဟိုးရင်တော့ကတော့လုပ်တယ်အခုတော့မလုပ်ဖြစ်ဘူးဆိုတဲ့ဟာပေါ့နော် used to ရဲ့အနောက်မှာ base verb လေးသုံးပေးပါတယ် number 4 could ကကြတော့ဟိုးရင်ကတည်းကနေပြီးတော့ကိုစပြီးတော့လုပ်နိုင်တဲ့ ability နဲ့ပတ်သက်ပြီးတော့ပြောတဲ့ဟာ could ရဲ့အနောက်မှာသူလည်း verb 1နဲ့သုံးတယ်နောက်ဆုံးတစ်ခုကကြတော့ going to သူ့ကိုလည်းသုံးမယ်ဆိုလို့ရှိရင်အရှိမwas were ပါမယ် going to ပြီးလို့ရှိရင်အနောက်မှာ verb 1အဲ့တော့ဒီ၅ခုလုံးကအခုကြည့်ဒီဗီဒီယိုမှာပြောပြသွားတဲ့သင်ခန်းစာ၅ခုလုံးဒီအတိတ်ကာလမှာသုံးတာတွေပဲဒါပေမဲ့သုံးလို့ရတဲ့အခြေအနေချင်းမတူဘူးပေါ့နော်နောက်ထပ်ပေါ့နော်ဒီအတိတ်ကာလနဲ့ပတ်သက်ပြီးတော့ကိုလေ့လာခြင်းတယ်ဆိုလို့ရှိရင် grammar lesson တွေကအများကြီးရှိသေးတယ်10ခုကျော်လောက်ရှိတယ်ဒီမှာတော့ကြွေ5ခုကို sharing လုပ်ပေးသွားတာပါတချို့တီဗီသားမောင်နှမတွေအနေနဲ့လည်းထပ်ပြီးတော့လေ့ကျင့်ခြင်းတယ်ဆိုလို့ရှိရင်ကြွေကအခုဒီဗီဒီယိုထဲမှာမြန်မာလိုမျိုး၄ခုမေးသွားမယ်ဒါလေးကိုစဉ်းစားပြီးတော့အင်္ဂလိပ်လိုဖြေကြည့်ပါအခုပြောသွားတဲ့5ခုတွေကနေပဲစဉ်းစားပြီးတော့ပြောပြသွားမှာနော်နင်နှစ်ကအိမ်ဝယ်ခဲ့တာလားဒါဆိုလို့ရှိရင်ဘယ်တစ်ခုနဲ့သုံးမလဲနေအိမ်ပြန်ရောက်တော့မိမေကဘာတွေလုပ်နေလဲနေအသက်10နှစ်တုန်းကအင်္ဂလိပ်လိုပြောတတ်နေပြီလားနောက်ဆုံးတစ်ခုပါငယ်တုန်းကဘယ်သူနဲ့အမြဲတမ်းဆော့ခဲ့ဘူးတာလဲ
အဲ့တော့ဒီလေးခုကိုဖြည့်ကြည့်ပေါ့နော်ကိုကွဲပြားတည်သွားပြီဆိုလို့ရှိရင်တော့စကားပြောတဲ့အခါမှာပို့ပြီးတော့အထောက်အကူဖြစ်လာမယ်အုံးသွားတဲ့အခါကျလို့ရှိရင်ယူရခဏခဏလေ့ကျင့်တဲ့အခါကျတော့လေသူ့ရဲ့လိုက်နာမဲ့ rules လေးတွေရှိတာ哦ဥပမာ verb 1သုံးရမယ်ဆိုတဲ့နေရာမှာ1ပဲသုံးလို့ရမယ်ဒါကိုက continuous ပေါ့နော် ing ပုံစံဖြစ်နေလားဒါမျိုးလေးတစ်ချက်ပြန်ပြီးတော့စစ်ပေးပေါ့အဲ့ခါကျတော့အင်္ဂလိပ်စာလေ့လာနေတဲ့မောင်နှမတွေအတွက်ဘာပဲဖြစ်ဖြစ် grammar သင်ခန်းစာလေ့လာခြင်းနဲ့မောင်နှမတွေအတွက်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့တော့မျှော်လင့်ပါတယ်နားမလည်တာမရှင်းတာရှိရင်ဆိုလို့ရှိရင်မေးလို့ရတယ်ကြွေအားတဲ့အချိန်ကြာလို့ရှိရင်ပြန်ပြီးတော့ဖြေပေးပါမယ်နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်